ဒေါ်လာဘီလီယံပေါင်းများစွာအကုန်ခံမြေပြင်အနေအထားတွေကိုအကြီးအကျယ်ပြောင်းလဲခဲ့ပေမဲ့ Saudi Arabia ရဲ့အိမ်မက်မြို့တော်ကြီး The Line စီမံကိန်းတကယ်ပဲရပ်တန့်သွားပြီလားအားလုံးပဲမင်္ဂလာပါဒီကနေ့ဗီဒီယိုမှာတော့ဒီစီမံကိန်းကြီးရဲ့လက်ရှိအခြေအနေနဲ့ရှေ့ဆက်ဖြစ်လာမယ့်အလားအလာတွေကိုသုံးသပ်တင်ဆက်ပေးသွားမှာပါThe Line စီမံကိန်းဟာအစပိုင်းကတည်းကဖြစ်နိုင်ခြေနည်းတဲ့စီမံကိန်းလို့အများကဝေဖန်ခဲ့ကြပြီးအခုတော့အဲ့ဒီအတိုင်းပဲဖြစ်လာခဲ့ပါပြီအဓိကပြဿနာကတော့အသေးစိတ်တွက်ချက်မှုတွေမရှိဘဲ 3D render ပုံရိပ်တွေကိုပဲကြည့်ပြီးဆုံးဖြတ်ခဲ့ကြတော့ပါလက်တွေ့ဆောက်လုပ်ရေးမှာလိုအပ်တဲ့မှန်ချက်တွေတက်ဆင်ဖို့ဆိုရင်ကမ္ဘာအကြီးဆုံးမှန်ထုတ်လုပ်ရေးစက်ရုံကနေနှစ်ပေါင်း200လောက်အထိအချိန်ယူရမှာဖြစ်ပြီးကမ္ဘာတမ္ပဏိစတီးထုတ်လုပ်မှုရဲ့20%အထိကိုလည်းသုံးစွဲရမယ့်အခြေအနေတွေကြောင့်ကုန်ကျစရိတ်တွေဟာအစမတန်ကိုမြင့်တက်လာခဲ့ပါတယ်ဒီလိုလက်တွေ့မကျတဲ့အခြေအနေတွေကြောင့်နိုင်ငံတကာယင်းနှီးမြှုပ်နှံသူတွေကလည်းဆက်ပြီးငွေမထည့်ကြတော့ပါဘူးအခုဆိုရင်တူးလက်ဆ180ကီလိုမီတာအရှည်ရှိတဲ့မြေချင်းကြီးနဲ့ဆောက်လက်ဆစက်ရုံတွေအလုတ်သမားစခန်းတွေပဲအချီးမီကြံရစ်ခဲ့ပါတော့တယ်ဒါပေမဲ့ဒီအဆောက်အအုံတချို့ကိုတော့လာမယ့်2034ခုနှစ် FIBA World Cup အတွက်အလုတ်သမားတွေနေထိုင်ဖို့ဒါမှမဟုတ်တခြားနေရာတွေမှာပြန်လည်အသုံးပြုဖို့စဉ်းစားနေကြပါတယ်The Line အပြင်နီယွန်ရဲ့တခြားစီမံကိန်းတွေကရောဘာဆက်ဖြစ်မလဲဇိန်ခံကျွန်းစင်ဒါလာဟာလည်းမျှော်လင့်ထားသလိုမဖြစ်လာလို့အခုထိမဖွင့်နိုင်သေးသလိုအောက်စကွန်စိတ်ကန်းလောက်သာတိဆောက်မှုအနေငယ်ရှိပါတယ်အဆိုးဆုံးကတော့ဆောင်းရသည့်အားကစားတာပွဲကျင်းပမဲ့ Trojana ပါပဲမကြာသေးခင်ကမှ2029ခုနှစ်ဆောင်းရသည့်အားကစားပြိုင်ပွဲကို Saudi အစား Kazakhstan ကအစားထိုးကျင်းပမယ်လို့ကြေညာလိုက်ပါပြီအတူအချုပ်ပြောရမယ်ဆိုရင်တော့2026ခုနှစ်ဟာနီယွန်စီမံကိန်းကြီးအတွက်စိတ်ကူးရင်အိမ်မက်ကနေလက်တွေ့ဘဝကိုမလွဲမရှောင်သာဆင်းသက်လာရတဲ့နှစ်တစ်နှစ်ဖြစ်လာခဲ့ပါပြီဒီအခြေအနေတွေပေါ်မှာတငယ်ချင်းတို့ရောဘယ်လိုထင်မြင်ယူဆပါသလဲThe Line စီမံကိန်းကြီးဟာတစ်ချိန်ချိန်မှာအသက်ပြောင်းဝင်လာနိုင်မယ်လို့ထင်ပါသလားကိုယ့်ရဲ့အမြင်ကို comment မှာဝင်ရောက်ဆွေးနွေးသွားပါအောင်ဗီဒီယိုကိုသဘောကျတယ်ဆိုရင် like နှိပ်ပေးပြီးနောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေအတွက် channel ကို subscribe လုပ်ထားပေးဖို့မမေ့ပါနဲ့နော်နောက်ဗီဒီယိုတွေမှာပြန်တွေ့ကြပါမယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ